professional guitar သမားတယောက်ဖြစ်ဖို့ဆိုလို့ရှိရင်ဒီနေ့မှာတော့ကျွန်တော်က guitar effect လေးတစ်မျိုးအကြောင်းမိတ်ဆက်ပေးချင်ပါတယ် professional guitar သမားတယောက်ဖြစ်ဖို့ဆိုလို့ရှိရင်သူက instrument ကောင်းကောင်းသုံးရမယ် guitar effect single effect တုံးလေးကောင်းကောင်းလည်းသုံးဖို့လိုပါတယ်အဲ့ဒီထဲမှာ high gain drive လည်းသုံးတယ်ဆိုရင်တော့မရှိမဖြစ်လိုတဲ့ effect လေးတစ်မျိုးအကြောင်းဒီနေ့ပြောချင်တာပေါ့နော်သူရှိနေလို့ရှိရင်audience တွေအတွက်လည်းတကယ်သဘာဝကြကြmusic ကိုပေးစွမ်းနိုင်မဲ့ effect လေးပါအဲ့ဒါလေးကတော့ NS2 guitar effect လေးဖြစ်ပါတယ်ဒီ NS2 noise suppressor လေးမှာဆိုရင် noise detection circuit ပါတဲ့အတွက် noise တီးတာတက်ချပေးနိုင်တဲ့အပြင်ကို guitar တီးတာကိုရပ်နားလိုက်တဲ့အချိန်မှာလည်းnoise ကိုတေချာတက်ပေးနိုင်ပါတယ်နောက်ထပ်ကြိုက်တဲ့အချက်လေးကတော့သူ့ရဲ့ threshold knob လေးပေါ့နော်သူကတော်တော်လေးကို precise ဖြစ်ပြီးတော့fine tuning လုပ်လို့ရတယ်ပြောမှာပေါ့နော် noise ကိုတချို့ဟာတွေဆိုရင်တချို့ noise state တွေဆိုရင် noise တက်ပေးတယ်ဒါပေမဲ့တခြားအတန်တွေပါတိမ်ဝင်သွားတာမျိုးnoise ကိုလုံးဝမတက်ပေးနိုင်တဲ့ဟာမျိုးဖြစ်တတ်တယ်ဒါပေမဲ့သူကတော့ပိုပြီးအသေးစိတ်တဲ့ fine tuning ကိုရရှိနိုင်မှာဖြစ်ပါတယ်နောက်ပြီး DK knob လေးလည်းပါပါမယ်ခင်ဗျာ mute mode လည်းပါတယ်ပေါ့နော်တချို့ noise suppressor တွေပါဆိုမပါတတ်ဘူးเนาะနောက်ပြီး 9V DC ကိုအောက်ပို့ပြန်ပေးလို့ရတယ်နောက်ပြီးလို့ရှိရင်သူက effect တွေရဲ့ noise တွေကိုတက်ပေးနိုင်တဲ့အပြင် 4K ပဲမတက်နဲ့သုံးမယ်ဆိုလို့ရှိရင် amp ရဲ့ noise ကိုပဲသူကတက်ပေးနိုင်တယ်ပါအဲ့ဒါတွေကတော့ဒီ noise suppressor ကိုလူကြိုက်များပြီးတော့အသုံးအများဆုံးဖြစ်နေရတဲ့ NS2 လေးအကြောင်းပဲဖြစ်ပါတယ်